ရေနံစိမ့်တစ်စီကိုဘယ်နှစင့်ပြုတ်ပြင်မွမ်းမံပြီးမှသူ့ရဲ့တန်ဖိုးရှိတဲ့အစိပ်ပိုင်းအလုံးကိုထုတ်ယူနိုင်မလဲမြေအောက်ကနေအသက်ဆက်ဆက်စုပ်ထုတ်လိုက်တဲ့ရေနံစိမ့်ဆိုတာတကယ်တော့ရှုပ်ထွေးလာတဲ့တဘာဝရောနှောတစ်ခုမှာဒါကြောင့်သူ့ကိုမီတာဒါဇင်ကြီးမြင့်တဲ့ရေနံချက်မော်စင်ကြီးတွေစီပို့ဆောင်ပြီးအစိပ်ပိုင်းတစ်ခုချင်းစီရဲ့တိတ်သေးစာနဲ့ pot point boiling point ကွာခြားချက်ပေါ်မူတည်ပြီးအဆင့်ဆင့်ခွဲထုတ်ရပါတယ်ရေနံချက်မျောစင်ရဲ့အောက်ခြေကနေအထက်ကိုတက်လေအပူချိန်ကတဖြည်းဖြည်းလျော့နေသွားလေပါအပေါ်ဆုံးအဆင့်မှာတော့အပေါ်ပါဆုံးဖြစ်တဲ့ LPG အရေးပြိုဓာတ်ငွေ့ကိုရရှိပါတယ်ဒါကတော့ကျွန်တော်တို့မီးဖိုသုံး gas အဖြစ်အိမ်တိုင်းမှာအသုံးပြုနေကြတာပါဒုတိယအဆင့်မှာတော့အပူချိန်နည်းနည်းပိုမြင့်လာပြီးကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ဓာတ်ဆီကိုရရှိပါတယ်နေ့စဉ်သွားလာရေးအသုံးမရှိမထိလိုအပ်ပြီးရေနံစိမ့်စုစုပေါင်းရဲ့20%လောက်ကိုထုတ်လုပ်ပေးပါတယ်တတိယအဆင့်ကတော့ naphtha ပါဒီနာမည်ကနည်းနည်းစိမ့်နေနိုင်ပေမဲ့ကျွန်တော်တို့နေ့စဉ်ဝတ်ဆင်နေတဲ့အဝတ်အထည်တွေနိုင်လွန်ချီမြင်တွေနဲ့ပလတ်စတစ်ပစ္စည်းအများစုဟာဒီပစ္စည်းကိုအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်ပြောရရင်သင်ဟာရေနံကိုကိုယ်ပေါ်မှာဝတ်ထားတာနဲ့တူပါတယ်စတွန်းထအဆင့်ကတော့လေရင်စီပါသူကဓာတ်ဆီဓာတ်ပိုမိုတန့်စင်ပြီးအနေအနစ်နှဲပါပါတယ်တိကျတေချတဲ့လေရင်အင်ဂျင်တွေအတွက်အထူးထုတ်လုပ်ထားတာပါပစ္စမအဆင့်ကတော့ဒီဇယ်ပါသူကတော့ရေနံစိမ်းရဲ့စွမ်းအားရှင်လို့ပြောလို့ရပြီးစုစုပေါင်းထုတ်လုပ်မှုရဲ့30%လောက်ရှိပါတယ်ကုန်တင်ကားကြီးတွေမြေထိုးဆက်တွေနဲ့မြင်းကောင်ရီအားကောင်းမွန်တဲ့အင်ဂျင်ကြီးတွေကိုမောင်းနှင်ပေးနိုင်ပါတယ်ဆဋ္ဌမအဆင့်ကတော့လောင်စာဆီအပြင်းစား heavy fuel oil ပါသူကမော်လီကျူအလေးဝင်မြင်များပြီးပြစ်ခဲတဲ့ကုန်သက်တွေရှိပါတယ်အပူစွမ်းရည်မြင်များပြီးဈေးနှုန်းတက်တာကြောင့်ပြင်လယ်ကူးတန်ပေါ်ကြီးတွေရဲ့အထူးလောင်စာအဖြစ်အသုံးပြုကြပါတယ်ဆဋ္ဌမအဆင့်ကတော့ချော့စီပါသူကစက်ပစ္စည်းအစိပ်ပိုင်းတွေအကြားပုတ်တိုက်မှုကိုရှော့ချပေးပြီးအင်ဂျင်တွေချောမွေ့စွာလဲပတ်နိုင်အောင်ကာကွယ်ပေးပါတယ်နောက်ဆုံးတန်ဖိုးရှိတာသမျှအကုန်ထုတ်ယူပြီးတဲ့အခါရေနံချက်မျောစင်ရဲ့အုတ်ချေမှာကျန်ရှိနေတဲ့အနေအနစ်တွေကတော့ကတာရပဲဖြစ်ပါတယ်ဒါကလည်းအရန်တန်ဖိုးရှိပြီးကျွန်တော်တို့နေ့စဉ်သွားလာနေတဲ့လမ်းမကြီးတွေကိုဒီကတာရတွေနဲ့ပဲခင်းကျင်းထားတာဖြစ်ပါတယ်